ရိတ်နောက်ကျော်တုံနန်းလောက်ကလည်းဖောက်ထွက်သွားတာအဲ့ဒါကိုကူညီရင်းပါရင်းနဲ့ဆူတောင်းတန်နေမဟုတ်တဲ့ကမ်းလက်လေးတွေအတွက်စစ်ဆောင်နေအခက်ခဲနောက်တစ်ချက်ကပြီးကုံစည်းနှုံးပေါ့ကုံစည်းနှုံးပြီးတော့တောက်ရီပြီးတော့အဲ့စစ်ဆောင်တွေကဒီနယ်မြေကမဟုတ်ကြခြင်းပေါ့နော်အဲ့မှာတော့မဟုတ်တော့အဲ့ဒါလမ်းကိုအဲ့မီးနဲ့ရှောက်ရမှာသူကဒီနေ့အဲ့လမ်းကောလို့ခဏရက်နေတာပဲတကယ်တော့ချင်းဟိုမီးဖုံးမီးလာတော့အကောင်တွေကတော်တော်များတယ်တို့တူချီတဲ့ SCF အားလုံးပဲဘေးကင်းကျန်းမာကြရလားခင်ဗျာ Spring Crop Fan SCF စကားဝိုင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ special guest အနေနဲ့ Tolan Comics ကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်အကိုကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာ SCF ကတာဝန်ရှိတဲ့ဒီကိုအမှန်များအားလုံးမင်္ဂလာပါခင်ဗျာ SCF ရဲ့အကြီးတက်လေးများအားလုံးရောမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါအဲ့ဆိုရင်ဒီနေ့အကိုကိုကျွန်တော်မေးချင်တာလေးရှိတယ်ပေါ့နော်အကိုရဲ့အကြောင်းလေးကိုကျွန်တော်နည်းနည်းသိချင်တယ်ပေါ့နော်အကြတော့ပြောပြလို့ရသလောက်ပေါ့နော်အကိုအနေနဲ့ဒီ comments လေးကိုဘယ်လိုစဆွဲပြခဲ့လဲပြီးတော့ဆွဲတဲ့အခါမှာ idea ဘယ်လိုထုတ်လဲပြီးတော့ဘယ်အကြောင်းအရာလေးတွေအဓိကဆွဲဖြစ်လဲဆိုတာလေးကျွန်တော်တို့နည်းနည်းလေးရှင်းပြပေးလို့ရတာဟုတ်ကဲ့ခင်ဗျရပါတယ်ခင်ဗျကျွန်တော်ကတော့ဒီ Tolan Comics ဖြစ်ပါတယ်ကျွန်တော် comics စဆွဲတာကတော့ဒီ2016လောက်ကလေးပေါ့နော်အစပြီးတော့ဒီ comic ကိုဆွဲပြတာ comic ဆွဲပြတာကတော့ကျွန်တော်ကအရင်ကကြပြာတော့ကြပြာကြီးလည်းရေးတာပေါ့လေအဲ့လိုပြီးတော့ကြပြာရေးတယ်ပြီးတော့တခါလေအဲ့လိုပေါ့လေအဲ့လိုအတူသဘောကျတယ်ပေါ့နော်တူနဲ့ထိမိဟိုသဘောကျတော့အဲ့ဒါနဲ့ပေါင်းဆက်ချင်တာပေါ့လေပေါင်းဆက်ချင်ပြီးတော့ကျွန်တော်ဒီလူတွေကိုအရင်ကပျော်အောင်လုပ်ချင်တာပေါ့လေအခုကတော့ပျော်အောင်လုပ်ရဖို့ဓာတ်တွေလည်းတော်တော်ဝေးပါတယ်အဲ့ဒီမှာကျွန်တော်ကစဆွဲပြတော့အာနာသိန်းတာပေါ့ဗျာနော်အာနာသိန်းတော့ကြတော့အဲ့လိုမျိုးပေါ့ဒီလမ်းထဲကကောင်လေးတယောက်ကိုစနိုက်ပါနဲ့ဗျစနိုက်ပါနဲ့ဒီနှစ်ဖူးကိုအဲ့လိုပြစ်သွားတာရေရိတ်နောက်ကျော်တုံနန်းလောက်ကလည်းဖောက်ထွက်သွားတာအဲ့ဒါကိုကူညီရင်းပါရင်းနဲ့ပေါ့နော်ကျွန်တော်ဒီတော်လန်ရေးကိုcomic ပေါ့ဆွဲပြစ်မယ်ဆိုပြီးတော့စိတ်ကူးတာဆွဲပြစ်မယ်ဆိုတော့ကျွန်တော်တို့လှုပ်ပြီးဆိုရင်တော့ကျွန်တော်အညာသားလည်းဖြစ်တော့ဆွဲမှာခဏလေးလားပေါ့နော်ပြီးရင်ဘာဖြစ်မလဲဆိုတာကိုတွေးတယ်လှုပ်ပြီးဆိုမှတော့ပေါ့နော်အဆုံးထိပဲလှုပ်မယ်ဆိုရဲစိတ်နဲ့ပေါ့နော်ဆုံးဖြတ်ပြီးတော့ကြတော့အဲ့လိုမျိုးဒီတော်လန် comic ဆိုပြီးတော့page လေးတစ်ခုနဲ့ထောင်ပြီးသေးချာလေးဆွဲမယ်ဆိုပြီးကျွန်တော်ကညာသားဆိုတော့ဒီအညာရဲ့အကြောင်းလေးတွေပေါ့မြိုင်တချို့တစ်ခါမြိုင်အကြောင်းလေးတွေပေါ့အဲ့လိုစဆွဲပြတာပါခင်ဗျအဲ့ comic ကတော့လူတို့ပြီးတော့ကြပြာပေါ့ပန်းတပိတ်တို့ဒီအတန်တိတ်တပိတ်တို့ပေါ့နော်အတန်တိတ်တပိတ်တွေကိုလှုပ်တဲ့အခါမှာသူတို့ကဒီပန်းတပိတ်ကိုဒါစစ်ကောင်စီဘက်ကဘယ်လိုနှိပ်ကွယ်ရမလဲမသိဘူးပေါ့နော်ဒါဒုတိယအတန်တိတ်တပိတ်မှာကြတော့အတန်တိတ်တဲ့ဆိုင်ပိတ်တယ်ဆိုတော့ဒါသူတို့ဘက်ကအကြောင်းပြနေပိတ်တဲ့ဆိုင်တွေကိုဖမ်းမယ်ဘာညာဆိုတော့အဲ့မှာသူဘာမှလည်းထွက်မပြောဘူးဘာမှမလုပ်တော့ပိတ်ရမလားတခါဖွင့်ပြန်ရင်လည်းပေါ့ဗျာအဲ့လိုမျိုးဒီဒလန်လို့တတ်မှတ်မှာအများကြီးရှိတာပေါ့အဲ့တော့အဲ့ဒီရဲ့အတန်ကလည်းကျွန်တော်ကကိုသိတာမို့ကျွန်တော်ပြည်သူစီကကြားတာပေါ့နော်ဒီမန္တလေးမြို့ကပြည်သူတွေကအဲ့လိုကတော့ပြည်သူတွေပေါ့နော်ဒီအဲ့လိုမျိုးအတန်တိတ်တပိတ်ဒီတစ်ခါလှုပ်လို့ဆိုင်နေပိတ်ရင်ဖမ်းမယ်ပေါ့နော်အဲ့လိုဖမ်းမယ်ဆိုတော့ပိတ်ရမလားဖွင့်ရမလားပိတ်ရမလားဖွင့်ရမလားဆိုတော့အဲ့လိုအတွေးလေးပေါ့နော်ပိတ်လို့ဖမ်းမယ်ဆိုရင်ဖွင့်မယ်ဖွင့်ပြီးတော့ဒါပေမဲ့ဈေးမဝယ်ဘူးသိရမလားလမ်းနေပေါ့လူမရှိဘူးအဲ့ဒါကိုကျွန်တော်တို့ကဆိုင်ပိတ်ရင်ဆိုင်ပိတ်လို့ဖမ်းရင်ဆိုင်ဖွင့်မယ်သို့တော့ဈေးဝယ်တော့မရှိလမ်းပေါ်လူမရှိအဲ့လိုမျိုးနဲ့အဲ့လိုကာတွန်းလေးတွေနဲ့ဆွဲခဲ့တော့အဲ့ဒါတွေကိုပေါ့နော်ဒီဆယ်လီတွေနိုင်ငံရေးကလူတွေပါညာတွေကဒီအကြံလေးတော့ကောင်းတယ်ပေါ့ဒီပုံလေးပါအဲ့လိုနဲ့ပြည်သူတွေကဒါဆိုဈေးဆိုင်ကြီးတွေကအဲ့လိုပေါ့လေဖွင့်ရကြီးတွေပေါ့လူတွေကမျိုးပြတွေရောတနိုင်ငံလုံးရောဆိုင်ကြီးတွေတော့ဖွင့်နေတာမရှိဘူးပေါ့အဲ့လိုမရှိတာလေးတွေနဲ့အဲ့ဒီဥစ္စာကိုလည်းအောင်မြင်ခဲ့တာပေါ့လေအဲ့တော့အဲ့ကတွန်းလေးမှတ်ရလေးတစ်ခုပေါ့လေအဲ့လိုပြီးတော့နောက်တစ်ခုသတိထားမိရရှိတယ်အကိုcomments လေးဆွဲတဲ့ခါကျရင်ပြည်သူတွေကလည်းသဘောကျတယ်ပေါ့နော်အကြတော့အကိုဒီဆွဲတဲ့ခါမှာ idea ဘယ်လိုထုတ်လဲပေါ့နော်တခါလေးဆိုရင်အကိုတို့စာအချိုးလေးပါဆိုလဲအရန်ချစ်စရာလည်းကောင်းတယ်ခိုင်ဆိုရီလဲရီရတယ်ပြီးတော့တခါတလေမှာဒီရဲဘော်တွေကြားဆုံးတဲ့တဲ့ဒီ comments နဲ့တင်ပြီဆိုလဲတကယ်ကိုစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အကြတော့အဲ့လိုအကို comments လေးဆွဲတဲ့ခါကျရင် idea ဘယ်လိုထုတ်လဲတစ်ချက်လောက်လေးဝေးမျှပေးပါ
ပုံဆွဲတဲ့အခါကျွန်တော်ကအရင်ကတည်းကဒီဘောလုံးထဲမှာဒီဆွဲခဲ့တဲ့လူတစ်ယောက်ဆိုတော့အဲ့လိုပေါ့ဒီZ1ဆိုရင်လည်း Z ဖြော်ရည်လေးတစ်ခွက်တို့ဘာတို့တွေကိုစတင်ခဲ့တဲ့လူဆိုတော့ကြတော့အဲ့လိုပေါ့ဒီအဲ့လို4-3-4-9-3နဲ့ပြောရင်လည်း4-3ဆိုတာကဒီ4ကိုယာမ4ဆိုတာမြားပေါ့လေဒီမြားကို4လို့ခေါ်တယ်ဒီ4ကိုကဘယ်လိုအသုံးပြုမှလဲဒီအတွေးခေါ်တွေကိုအခြေခံတယ်ပေါ့နော်အဲ့လိုမျိုးကြောင်းပြန်လန်တဲ့ဆိုင်ပေါ့3-9ဆိုရင်အဲ့လိုသူကတရုပ်ဖော်လေးနဲ့ဟိုကုန်းကြီးကဘာကုန်းကြီးလဲပေါ့ဘာကုန်းကြီးအဲ့မှာတိုးရိန်နေတဲ့ကုန်းဘယ်လိုခေါ်လဲအဲ့လိုပေါ့တိုးကုန်းဆိုရင်3-9ပေါ့ဒီလိုတွေနဲ့ပြန်ပြီးတော့ကြတော့တွေးခေါ်တယော်ပြီးတော့ရေးတယ်အဲ့ဒီအတွက်မင်းအောင်လိုင်းတို့ဘာလို့ဒီလိုစရဆိုလဲမြို့နာမည်တွေသိရင်မြို့နာမည်တွေကိုပြောင်းပြန်လန်ရတာရှိတယ်အဲ့ဒီပေါ်ကနေပြီးအဲ့ဒီမြို့နာမည်နဲ့ဆက်တာအဲ့လိုပြောင်းပြန်လန်တာဘယ်လိုရှိမဖော်မြူလာလို့ဖြစ်နေတာပေါ့ကောမစ်ကကြတော့လဲအဲ့လိုမျိုးဖြစ်တယ်ပြီးတော့ကာယံနဲ့လဲရေးတယ်ပေါ့လေဆွဲတယ်ပေါ့အဲ့လိုမျိုးလုပ်တယ်ဝမ်းနဲ့စရာကြတော့ကိုယ်တိုင်ခံစားပြီးမှဒီဆွဲတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဝမ်းနဲ့စရာဆွဲပါဆွဲရကျွန်တော်ကဒီဆွဲတဲ့အခါအရက်ဒေစာလုံးဝမတောက်ဘူးဒီဆေးလိပ်တစ်မျိုးပဲတောက်တယ်ဘာဖြစ်လို့လဲဆိုတော့ခံစားရမယ့်လူတွေပြည်သူတွေဟာတာမန်လူတွေမူးယူနေတဲ့လူမရှိသလိုအဲ့လိုဘာဆေးဘာညာအဲ့လိုလူတွေမရှိတဲ့အတွက်ကိုလိုတာမန်လူဒီနေထိုင်တယ်သူတို့အလုပ်တွေလုပ်တယ်ဒီဟာကိုပုတ်တယ်ဒီတာမန်လူတွေရဲ့နှလုံးသားအတိုင်းပဲကိုလည်းဒီလိုလူပဲဖြစ်တဲ့အတွက်ခံစားရတာတို့ဘာလို့ကြာကိုဒီလိုလေးကိုလည်းဒီလိုဖြစ်တယ်ဒီလိုခံစားရတယ်သူတို့လည်းဒီလိုပဲနေမှာပဲလေဆိုတဲ့ဒီအတွေးလေးတွေနဲ့ဒါပေမဲ့ဟိုကတော့ပါမှာပေါ့လေကိုကကြပြာလဲရေးတဲ့လူဆိုတော့ကြပြာလေးတွေနဲ့ရေးတာမျိုးကြလဲအဲ့ဒါတော့ပါမှာပေါ့နော်အဲ့ဒါကြပြာနှလုံးသားလဲဆိုတော့လဲအဲ့ဒါကြောင့်မလို့ဘလို့တချို့ကြလဲအဲ့လိုအတူထပ်တူပေါ့လေထပ်တူခံစားရတယ်ထင်ပါတယ်ခင်ဗျဟုတ်တယ်အဲ့အကိုရဲ့ comment define တကယ်ပေါ့နော်ကျွန်တော်တို့ပေးနေတဲ့ message ကိုတကယ်ရင်းနေရောက်ပြီးတော့လေတခြားသတိထားမိရနောက်တစ်ခုရှိတယ်ဘာလဲဆိုတော့တစ်ခါတလေမှာရဲဘော်တွေကအကိုလာစကားပြောတဲ့screenshot လေးတွေကို comment မှာချပြီးတော့အဲ့ဒါလေးတွေကို comments ပြန်ရေးရလေးရှိတယ်ပေါ့နော်အဲ့ဒါသတိထားပြီးတော့ကျွန်တော်ထင်တယ်ရဲဘော်တွေကအကိုလာရင်ဖွင့်တာလားပေါ့နော်အကြတော့အကိုတို့ဘလောက်ရင်းနှီးမှုရှိလဲပေါ့နော်ဒီရဲဘော်တွေနဲ့ဘယ်လိုမျိုးဆက်ဆံရေးရှိလဲအဲ့ဒါလေးတစ်ချက်လောက်ပြောပြလေးရတယ်လို့ဝင်ရပေးပါဆက်ဆံရေးဆိုတာမျိုးအထက်နှလုံးသားချင်းထပ်တူကြတယ်လို့ပဲထင်တယ်ခင်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဖြစ်နေတာကလည်းဒီလိုမျိုးဒီကျင်တဲ့ဒီလိုဖြစ်လို့မြေပြင်မှာလည်းဒီလိုမျိုးဖြစ်တယ်ပြီးတော့အညာစိတ်ဆိုတာမျိုးတို့ကလည်းအညာတာပြီးတော့ပေါ့လေကျွန်တော်အညာဘယ်နေရာတွေဆိုတာလည်းရောက်ဖူးတာတွေပါပြီးတော့ရောက်ဖူးယုံဆိုတာကလည်းအဲ့လိုပေါ့အလဲအပတ်လူမျိုးမဟုတ်ဖ ೇನೆ တယ်လို့တော်ကြာတွေနေခဲ့ဘူးတာမျိုးတွေပေါ့လေပြီးတော့ကြတော့အဲ့လိုပေါ့ကိုလည်းအဲ့လိုလူငယ်ဘဝဘာညာဆိုတာမျိုးပွေးခဲ့တယ်ပြီးတော့အဲ့လိုသူတို့လိုပါပဲလေတာမန်လူလက်တန်းစားဆိုတော့လေအဲ့စိတ်တွေဖြစ်တာမျိုးတွေပေါ့ရဲဘော်ပြီးတော့ကြတော့ဒီပိုးဆိုတာလည်းအဲ့လိုအညာသားရဲဘော်ကြီးတော်တော်များများရဲ့ခံစားချက်နဲ့တော့ကျွန်တော်ကထပ်တူကြတယ်လို့မြင်မိပါတယ်ဒါပေမဲ့အားနဲ့ကိုတောင်ပိုင်းနေပြီမဲ့ကျွန်တော်တောင်ပိုင်းမှာနေပြီမဲ့ပေါ့လေကျွန်တော်ကဒီတော်တော်နှစ်များကအညာဘက်အကြောင်းတွေကိုပဲရေးရများတယ်ဒါပေမဲ့တောင်ပိုင်းလဲလာပြောရင်တော့ကျွန်တော်ဆွဲပေးပါတယ်အဲ့လိုတွေလို့တော့မဟုတ်ပါဘူးတစ်စုံလုံးပေါ့လေအားလုံးမခွဲကြဘူးအဲ့လိုမျိုးသူလာပြောတယ်ဒါလေးဆိုတော့ဒါပေမဲ့ကျွန်တော်မေးတာပေါ့လေအေးအဲ့လိုအကြမ်းပြင်းလေးပါလေးတော့ပြောပြအောင်ဆိုတော့သူတို့ကပြောပြတော့ဒါကပေါ့ရင်ဖွင့်ပြီးသားဖြစ်သွားတာပါမဟုတ်ဘူးလားကျွန်တော်ပြောအေးအကြမ်းပြင်းလေးတော့ပြောပြပါဦးအဲ့လိုမျိုးလေးဆိုတော့အဲ့ဒါလေးတွေကိုဒီလိုလေးပေါ့ကျွန်တော်ဆွဲတာကြတော့လေဒီဟာလေးကိုမှကျွန်တော်ကဒီထဲကဟာလေးကိုတူလေးတွေနှုတ်ပြီးတော့မှကျွန်တော်ကဒီလိုလေးဆွဲရတာမလို့ပါအဲ့လိုမျိုးနဲ့ရင်ဖွင့်ရင်းနဲ့ပြောပြတာများတာပေါ့အဲ့လိုမျိုးဆွဲပြတာအဲ့လိုမျိုးတွေဆွဲတဲ့အပေါ်ဒီတခြားဆွဲတဲ့အပေါ်မှာလဲကျွန်တော်အခါချင်းငွေရဲ့အဲ့လိုမုံမိုးရဲ့လို့မယူခဲ့ဘူးတခါမှသိရမှာအဲ့လိုအတင်းပေးတာဘာညာမျိုးဆိုရင်တော့ယူရတာပေါ့လေနော်အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်ပြီးတော့ဒီရဲဘော်တွေနဲ့လဲရင်းနှီးမှုရှိရပြီးတော့အညာသားဆိုတော့ကျွန်တော်ပေါ့လေအညာခရိုင်ရင်းနေနဲ့ကတော့တော်တော်များရင်းနှီးပါတယ်အစကတည်းကလည်းလောက်ခဲ့တဲ့လူဆိုတော့အခုဒီ
နှစ်ပိုင်းအတိုင်းတာနဲ့ဆိုတော့ကြောက်လေတော်တော်များနေပြီပေါ့ဗျာဟုတ်ကဲ့ပါခင်ဗျာအဲ့လိုပါတော်တော်ရင်းနှီးပါပြီအခုနှစ်လဲကြာဆိုတော့လေနော်အကိုအနေနဲ့ဒီကျွန်တော်တို့ရဲ့ Spring Crop Fund SCF ပေါ့နော်မျိုးလူလူရံပုံငွေဘယ်လိုမျိုးစတည်ခဲ့လဲပေါ့နော်ပြီးတော့ကျွန်တော်တို့ SCF ပေါ်အမြင်လေးတွေလည်းဝေမျှပေးပေါ့ အဲ့ဒီကပေါ်ချင်းကိုကျွန်တော်ကန့်ဘလူလောက်တာရိတ်ခါဖြစ်ကူကန့်ဘလူဆိုပြီးလေကျွန်တော်360တသိန်းကျော်လားမသိရသွားသေးတယ်ကန့်ဘလူခရိုင်လှုပ်ရှားအဖွဲ့ဆိုတာသိရမလားကျွန်တော်အဲ့ဥစ္စာလှုပ်လိုက်သေးတယ်လေအဲ့လိုဟုတ်သိလိုက်တယ်ကိုဟုတ်အဲ့ဒါတွေကလည်းတကယ်တော့အဲ့ဒါဒီတောင်ပိုင်းကနေဆင်းသွားရဲဘော်ဒီကျွန်တော်နဲ့ဒီဘက်မှာအတူနေပြီးအဲ့ရခေါင်းဆောင်တချို့ရောရဲဘော်တချို့ရောအခုသူတို့ကလည်းတော်တော်တိုက်ပါတယ်ဒီပင်လယ်ဘူးမျိုးသိန်းတွေကောလင်းမျိုးကားတွေဖုံဝါတော့စကိုင်းတိုင်းမှာဒါသူတို့စစ်ကြောင်းလိုက်ပြုတ်တာဒီကောင်လေးပထမဆုံးပဲအဲ့ဒါတွေသူတို့တွေလည်းအများကြီးကြိုးစားတယ်အဲ့တော့ကျွန်တော်ကလည်းအဲ့လိုမျိုးအလုပ်တွေဘာတွေကလည်းစုံးနေရဆိုတော့မလုံနိုင်ဘူးပေါ့ဗျာမလုံနိုင်တော့ SCF ကအဲ့လိုမျိုးစနစ်နဲ့အဲ့လိုမျိုးဆိုတော့ကျွန်တော်ပြီးတော့လေငွေရှာဖွေတဲ့လူတွေကိုလည်းအားနာတယ်ဗျအားနာတယ်တော့ဟာဒါဆိုရင်တော့ကျွန်တော်သဘောကျတယ်ပေါ့လေသဘောကျတယ်ကျွန်တော်အဲ့ဒါလေးတင်းပေးပါအောင်လုပ်ပါအောင်ပေါ့အဲ့လိုအမအန်ဇက်ကနေပြီးတော့ဒီအာရန်ကနေတဆင်ကျွန်တော်ကအဲ့လိုအကူအညီတောင်းပြီးတော့အဲ့လိုတင်လိုက်ပြီးတော့ကျွန်တော်ကအဲ့လိုနှိုးစော်ရပေါ့နော်အဲ့နှိုးစော်ရင်းမာတောင်မှကျွန်တော်အဲ့လိုမျိုးသိမ်းနေတာတကယ်တော့အဲ့ဒါလေမျိုးသိမ်းနေတာအင်းတော်သိမ်းနေတာပါသိမ်းနေတာတောင်မှဒါဖေဖော်ဝါရီ14ရက်မှာအဲ့ဒီ 0.5 ပြည့်တဲ့ရဲဘော်ကြောက်တိုးဆိုတာတောင်ကြာသွားရှာတယ်SCF ကလည်းအဲ့တော့စကားစားလည်းဖြစ်လို့ပါအခုလိုမျိုးကြလည်းမြင်ဘူးလားငလျင်တွေပါကြီးကြလည်းမဟုတ်ဘူးလားအများကြီးဒီလိုမျိုးဖြစ်သွားပြီဆိုတော့အဲ့တော့လည်းစကားစားဖြစ်တော့60သိန်းဆိုတော့လည်းဒါမနည်းဘူးပေါ့လေအများကြီးအဲ့တော့လည်းအထောက်အကူဖြစ်တယ် SCF ပေါ်နောက်တစ်ချက်ကအမြင်ကတော့ပြောရမယ်ဆိုရင်ဒီလိုစနစ်တစ်ခုပေါ့လေကျွန်တော်ကအဲ့လိုတိတ်ပြီးတော့အဲ့လိုနီးပညာပိုင်းအားနေတဲ့လူပေါ့လေအားနေတဲ့လူဆိုကျွန်တော်ကသဘောကျတယ်ပြီးတော့အဲ့နီးပညာကိုကျွန်တော်ကအဲ့လိုမသိတာမျိုးပါမျိုးဆိုရင်ရှင်းပြခိုင်းတယ်ပြီးတော့သိသွားလို့ဒါကောင်းမွန်တယ်စနစ်ကြတယ်ပြီးတော့ပြည်သူအတွက်လဲပေါ့နော်ဒါနီးမှန်လမ်းမှန်နဲ့ဒီလိုအရာတွေဒီလိုထောက်ကူရတယ်ဆိုတာဒါ SDB လေးတစ်ခုရှိုံနဲ့ဒါငွေလေးသွင်းပြီးတော့ကြတော့ဒီထဲကိုတောက်ဆိုပြီးတော့ဒါဖြည့်လိုက်လို့ရှိရင် certificate ကလည်းအဲ့လိုပေါ့တက်တွေကျွန်တော်တို့မှာအလူခံမယ်လုပ်မယ်ဆိုဟာ certi ထုတ်ပြီးအောင်ကြားတယ်အဲ့ဒါတွေကြောက်လဲတခါကြားထဲမှာတော့အဲ့လို SCF မပေါ်ခင်ရတော့ဗျာကျွန်တော်ပြောတာအဲ့ကိစ္စတွေကလည်းတခါတော့ကတစ်ခုပေါ့အလုပ်တွေကပေါင်းစုံနဲ့မြေပြင်ကိစ္စတွေကလည်းအဲ့လိုရှိကြတော့အဲ့ဒီ certi ကိစ္စလည်းအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ပြီးတော့ campaign လေးတွေပေါ်လာတော့လဲဒါလူထုကိုသဘောကျတယ်ကိုထိရောက်မယ်ထင်တဲ့အရာလေးတွေဒါလေးတွေကိုရွေးကူဒါရဲဘော်တွေအတွက်လည်းမဟုတ်ပြန်ဘူးတခါဒီစစ်ရှောင်ပေါ့နော်စစ်ရှောင်ကိစ္စတွေမှာလည်းဒါစစ်ဘေးရှောင်လေးတွေဒါဟောဒီစစ်ဘေးရှောင်လေးတွေတော့၄နှစ်လူလာပြီပေါ့ဗျာပြည်သူက၄နှစ်ကူလာဟာဒီဒေသလေးတော့ဒါငါမပို့ရဘူးသေးဘူးငါပို့အောင်မှာပေါ့နော်အဲ့လိုမျိုးစိတ်လေးတွေလည်းဖြစ်စေတယ်ဗျ SCF ကလည်းပြီးတော့အဲ့ဒါလေးကိုလည်းဒီများပေါ့ဗျာဒီလူထုတွေဒီ influencer တွေcelebrity တွေဒီပေါ့လေဒီဟိုပေါ့တော်လိုင်းအစိုးရကတာဝန်ရှိသူတွေကလည်းများလေး share ကူပြီးတော့ဒီစနစ်လေးဟာဒါပါဒီလိုလေးပါမှန်ကန်တယ်ပြီးတော့တိကျတယ်ငွေလေးတွေဟာလည်းဒီအတန်းလေးတွေမှာဘလောက်ဆိုကြက်ကအစမျိုးပေါ်နေတာသူကအဲ့လိုပေါ်နေရလဲမှာဟာဒါလေးကတော့ဘလောက်ရသွားပြီတဲ့ဘလောက်ရသွားပြီတဲ့ဆိုတာလေအဲ့ဒါလေးတွေကိုကြည့်ပြီးတော့ကြာမှကူညီရတာဆိုတော့ဒါလေးကတော့အားနေသေးရင်လဲဒါလေးစီကိုပဲသွားကူလိုက်မယ်ဆိုတာအဲ့လိုမျိုးလေးတွေဖြစ်စေတဲ့အတွက်SCF ကိုပြီးတော့နောက်ဒါဆိုတာပို့ပြီးတော့ပေါ့လေဒီ currency ကိစ္စတွေတော့ပို့အများကြီးတော့ကြိုးစားပေးရင်တော့ဒီအဖွဲ့အစည်းတွေရောဒီစစ်ဘေးရှောင်တွေရောဒါအထက်တောင်မှလေပိုးမျော်လင့်ထားတာပေါ့လေကျွန်တော်အနေနဲ့တော့အဲ့ဒါပြီးတော့ကျတော့ဒီတော်လန်ရေးအလွန်အထိပါဒီဟာလေးဟာနိုင်ငံရဲ့အခုလိုမျိုးဗျာငလျင်ဘေးဖြစ်တဘာဝဘေးကြီးမှာဖြစ်ဒါပြည်သူတွေဟာဒီဟာကိုကူနိုင်တယ်ကူလို့ရတယ်အဲ့ဒါမျိုးဖြစ်နေဒီအထိကျွန်တော်ကတော့ SCF ကိုမျှော်လင့်ထားတယ်ခင်ဗျာဟုတ်ကျေးဇူးပါဟုတ်ကိုလောဖြစ်ခဲ့တဲ့ခွန်အားဖြစ်ကူကမ်ဘလူပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ပြီးသွားပြီဆိုတော့နောက်တစ်ခုပေါ့နော်အခုကပြီးသွားတဲ့ campaign ထက်အခုလက်ရှိလောလောလတ်လုပ်နေတဲ့ campaign ပေါ့နော်ပြီးသွားတဲ့ campaign တွေကဒီမျှဝေခန်းစားကမ်းလှမ်းများဆိုတဲ့ campaign ပေါ့နော်
အဲ့ဒီ campaign ကိုဒီ SCF မှာတင်ခဲ့တဲ့အဲ့ဒီ campaign ကြီးအကြောင်းကိုလေတစ်ချက်လောက်လေးဟိုရှင်းပြပေးပါအောင်ကို ဟိုဒီမျှဝေခံစားကမ်းလက်များတော့ကျွန်တော်အားနာတဲ့တန်ရှေ့မှာလည်းတစ်ခုပြီးပြီကဲဒါကကြတော့တူတော့မတူဘူးပေါ့ဒါကစစ်ရှောင်ကိုတူကမတူဘူးဒါပေမဲ့လည်းအားနာပေမဲ့လည်းမတတ်နိုင်ဘူးပေါ့အစီအကအစဉ်ပြေတော့ကြတော့လေဒါလေးတင်ခွန်းတောင်းမယ်ပေါ့အများကြီးဆိုတော့လည်းမလုပ်ဘူးကျွန်တော်သိန်း100တည်းပေါ့သိန်း100တည်းဒီဘက်စစ်ရှောင်တွေကလည်းလိုတာဆိုတာလည်းဒီရေရှည်အတွက်ဘာလို့ဆိုတော့အဲ့အပူပေါ့လေအပူကကြတော့ဘယ်လိုပြောရမလဲလာတော့မှဒီမိုးတွေဒီဟာတွေကလာတော့မှဆိုဒါကတွေးပူနေရတယ်တွေးပူရတဲ့အတွက်ပဲဟိုသူတို့ရဲ့ရင်ထဲမှာလဲလိုချင်နေပြီဒီမိုးကလေးတွေဒီဟာတွေကလဲလိုချင်နေပြီအဲ့တော့လဲပြောတော့အဲ့ဒါတော့ကူညီပါအောင်ပေါ့ဟိုကျွန်တော်လဲဒီ page တွေဘာတွေကနေအဲ့လိုကြ campaign လုပ်ရင်ကျွန်တော်စာဖြေရမှာအဲ့လောက်လဲကျွန်တော်မှာအချိန်တွေကလဲအဲ့လောက်ကြီးဆိုလို့ရှိရင်လဲဟိုတခြားအလုပ်တွေပါလေဟင်းကုန်ပါနဲ့ဆိုတော့အားကိုးရတာပေါ့အဲ့ချိန်မှာအဲ့စီအကိုအားကိုးရပြီးတော့အဲ့ဒီစစ်ရှောင်းတွေကလည်းကျွန်တော်နဲ့ဒီဘက်မှာအတူနေတဲ့ဒီအေယာဝတီတိုင်းရစစ်ရှောင်းတွေပေါ့နော်အဲ့ဒီစစ်ရှောင်းတွေအတွက်ဆိုပြီးတော့တကြံကာလနဲ့ဗာနဲ့ကြောမှာဆိုတော့ကျွန်တော်ဒါမျှဝေခံစားကမ်းလက်များမဟုတ်ပဲတကြံနာမည်တွေပေးမလို့ဒါပေမဲ့ဟိုပေါ့နော်ဒီခံစားချက်တွေဒီဒုက္ခတွေကိုမျှဝေပေးတဲ့ဒီကမ်းလက်လေးတွေကိုလူသားဆိုတဲ့အတွေးလေးနဲ့ပေးပြသွားတာပါပေါ့နော်ကျွန်တော်ပြောတာအေယာဝတီဆက်ရှောင်းနေအတွက်အဲ့ဒီဒုက္ခတွေကိုမျှဝေခံစားပေးမဲ့ဟိုပြောမယ်ဆိုဆူတောင်းတန်နေမဟုတ်တဲ့ကမ်းလက်လေးတွေအတွက်ဒီဆက်ရှောင်းနေအတွက်ဟိုဟာပေါ့ဒီ SCM မှာကျွန်တော်တင်ပြသွားတာပါခင်ဗျာဟုတ်ဟိုမျှဝေခံစားကမ်းလက်များဆိုတဲ့နာမည်အတိုင်းပေါ့နော်ကျွန်တော်တို့ကဒီပြည်သူနဲ့ပြည်သူအတူတူဟိုတကွပေါ့နော်အေးအတူပူများခံစားပြီးတော့ဒီအခက်ခဲဟိုဒီဆက်အာဏာရှင်အခက်ခဲကာလစုယူကြော်ဖြတ်နေရတာဆိုတော့ဟိုအတူတူမျှဝေခံစားနိုင်အောင်လို့အကိုတို့ဒီမြေပြင်ကဆက်ရှောင်အခက်ခဲတွေကိုလည်းဟိုတစ်ချက်လောက်လေးကျွန်တော်တို့လေးဟိုပြောပြပေးပါအောင်ကို4 နှစ်ကျော်လောက်ရှိနေပြီဆိုတော့ဒါမိဘစီကတစ်မျိုးဒီရောက်ခမစီတစ်မျိုးနဲ့အဲ့လိုလာစဉ်ပူပန်ရတာပေါ့လေပြီးတော့စစ်စရောင်နေအခက်ခဲနောက်တစ်ချက်ကပြီးကုံစည်းနှုံးပေါ့ကုံစည်းနှုံးပြီးတော့တောက်ရီပြီးတော့အဲ့စစ်ရှောင်တွေကဒီနယ်မြေကန်မဟုတ်ကြခြင်းပေါ့နော်နယ်မြေကန်တွေမှာကကျွန်တော်တို့ကဒီခိုလုံစရင်ဆိုပြီးတော့သွင်းရတယ်ပြီးတော့အဲ့လိုဥစ္စာမှာကိုထူကိုထဒီပညာလုပ်ရင်တော့ဒီနယ်မြေကန်တွေစီမှာနေရာလေးပဲနေရာလေးဆိုတောင်းနေရတယ်အဲ့ဒီကိစ္စတွေရောအများကြီးအခက်ခဲတွေရောရှိပါတယ်ခင်ဗျာဟုတ်ပြီးတော့ဟိုကျွန်တော် SCF ကဒီကိုအမတွေမိသားစုဝင်တွေရောပေါ့နော်ဒီစစ်ရှောင်းတွေအတွက်အခုလိုတင်ပေးတဲ့အတွက်လဲကျွန်တော်တကယ်ကိုရင်ထဲကနေလိုက်လဲဟိုကျေးဇူးတင်ပါတယ်ခင်ဗျာပြီးတော့ဟိုဟာအဲ့လိုပဲပြောပြရစီပေါ့နော်ကျွန်တော်မပြောတဲ့လို့ဟာဒီထက်တော်တော်လဲကျေးဇူးတင်ပါပြီးတော့ကျွန်တော်စူးစမ်းပါမယ်လို့လဲကျွန်တော်ကတိပေးပါတယ်ခင်ဗျာဟုတ်ရမှာတော့မဟုတ်တော့အဲ့ဒါလမ်းကိုအဲ့မီးနဲ့ရှောက်ရမှာသူကဒီနေ့အဲ့လမ်းကောင်းလို့ခဏရက်နေတာရေတကယ်တော့ချင်းဟိုမီးဖုံးမီးလာတော့အကောင်တွေကတော်တော်များတယ်ဟိုမျက်နှာကဲပါဒီလိုအခက်ခဲကြီးကြားရနေမှာအဲ့လိုတေချာလေးဖြည့်ပြီးလို့လည်းတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့ဆိုအကိုလည်းမြေပြင်မှာ view site ပါနော်ကိုကျွန်တော်တို့တစ်ချိန်ကြရင်ဘေကင်းကင်းနဲ့အားလုံးကျန်းမာပျော်ရွှင်နဲ့ကျွန်တော်တို့အောင်ပွဲနေတူကျွန်တော်တို့ပြန်ဆောင်ကြအောင်လीနော်ဟုတ်ကဲ့ပါရပါတယ်ခင်ဗျာဟိုကျေးဇူးလည်းတင်ပါတယ်ခင်ဗျာနော်ဟုတ်